ရှင်ကျမကိုလေလူစီကန်နေဘလူးစီကန်နေလာပြောမနေနဲ့ကျမစီကန်ကကျမလှမယ်ဒိုးမီတက်လှမယ်ပိုင်ဒိုးမီတက်လှအောင်ချုပ်ပေးရမယ်နော် အဲ့မှာအကောင်းဆုံးပြအောင်လုပ်ပေးမယ်နော်ဟိုပိုင်းလည်းပြန်လိုက်ပါအောင်နော် ရှင်ကျမကိစ္စနောက်ဆိုဝင်ပါမနေပါနဲ့နေ့အိမ်မှာရောအဲ့လိုနည်းနည်းကြီးရလေးမရှိဘူးလား ဟဲ့ငါ့အိမ်မှာလေရှိတယ်ကြီးတာရောသေးတာရောရှိတယ်ငါကလေဘိုးဆန္ဒကြိုက်လို့အခုလိုတိတိလေးပဲဝတ်တာ အော်ဟဲ့ငါတို့အသက်ရွယ်နေကြတော့လေနေရာဒီလိုကြီးရနေမှာထည့်ရလေဟဲ့အော်ငါတငယ်ချင်းကပွဲစားလုပ်ပြီးတော့လာရောက်တာဆိုတော့လေနည်းနည်းအလုပ်လေးပါလေးဖြစ်ပြီးတော့ပတ်စံလေးပါလေးရအောင်ငါအားပေးရမှာပေါ့ ဟုတ်တာပေါ့တငယ်ချင်းရဲ့ ကိုကျော်ရင်ဒီဆိုဖာအဟောင်းတွေကိုဖယ်လိုက်တော့ပြီးရင်ဒါတွေကလေးတွေခေါ်ပြီးအကုန်လုံးပြီးရင်မလိုက်မယ်နော်ဟိုမျက်တရလည်းရှည်လို့ရှည်တော့တိုးလို့တုံနဲ့ဆိုဖာအစ်စ်လာလို့ရှိရင်တေချာဒီမှာပြန်ဆင်ပေးနော်ဆိုဖာအစ်စ်ကခဏနေရောက်မှာမလို့လိုက်ကြရပါတစ်ခါလဲလဲလိုက်မယ်ကြားလားခိုင်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 ဟောဘယ်ရောက်နေကြလဲကလေးတွေရလဲတော့ ဒီမှာနတ်စောကြီးစူးနေစူးနေဘာဖြစ်နေရလဲ ဒီမှာလေဆိုဖာလဲနေတာ ဟောဒါကြီးအသေးတွေကတိတ်မကြသေးဘူးလေ ဩဘယ်လိုမကြား6လအောင်ရှိနေပြီလေယောက်ျားကလည်း တိတ်တိုင်းပဲရှိသေးတယ်လေမိန်းမ ဘယ်ဖန်ကြရင်မိမတငယ်ချင်းတွေနိုင်ငံသားတွေလာမှာမဟုတ်သူတို့မလာခင်ဒီမှာအမြန်နေအကုန်လုံးအိမ်မှာရှိသမျှဟာအကုန်လဲမလို့ မိန်းမပတ်ဆောင်လုံးမသုံးပါလားအတိတ်တိုင်းပဲရှိသေးဘူးစား ဟဲ့6လလေးယောက်ျားရဲ့မိမဖြစ်နိုင်အောင်3လတစ်ခါ1လတစ်ခါကိုလဲပြစ်ချင်တာ သုံးလက်ဖြုံနားလည်မှာပေါ့ ကျမလည်းသိပါတယ်အတုံးနဲ့ဖြုံးနေတော့နော်တစ်ထက်ဥဝေဘွားမှာလေအကုန်လုံးအကောင်းစားတွေပဲသုံးလာတာအစ်စ်တွေကြီးပဲနော်အခုလည်းသူတို့လာလို့ရှိရင်ကျမမျက်နှာမငဲအောင်လဲနေတာလေရှင်ရလဲရှေ့ကိုရှေ့ဝင်ပါတဲ့နောက်ခါကျဒီလိုကိစ္စကျမပဲဆုံးဖြတ်မယ် အေးပါဝါအေးပါမင်းတော့ပါ အိုင် ရှင် ငါဆောင်ကြရင်ရိုးမီတက်လှအောင်ချုပ်ပေးရမယ်နော် ကြပါရှင်ကျမနဲ့ချုပ်တယ်ဘယ်နှခါမလာလို့လဲ ယုံနေအဲ့ကြောင့်လည်းပိုင်းနဲ့အပ်တာ ရော မိန်းမ ရှာ ပိုင်ရောက်နေရလား ဟုတ်တယ်လေမလားမြင်ငါဆောင်တဲ့ပိုင်းကိုအပ်နေတာရိုးမီတက်လှအောင်နော် မိန်းမအဲ့တော့မဟုတ်သေးဘူးကွာအဲ့သူ့ကိုပွဲလေမင်းတော့ဒုံကြီးနဲ့ပူလာချင်တော့ဘယ်ရမလဲအဲ့လူစီကန်လေပိုင်ချုပ်ပေးနေ ဒီမှာရှင်ကျမကိုလေလူစီကန်နေဘလူးစီကန်နေလာပြောမနေနဲ့ကျမစီကန်ကကျမလှမယ်ရိုးမီတက်လှမယ်ပိုင်းရိုးမီတက်လှအောင်ချုပ်ပေးရမယ်နော် အဲ့မှာအကောင်းဆုံးပြအောင်လုပ်ပေးမယ်နော်ဟိုပိုင်းလည်းပြန်လိုက်ပါအောင်နော် ရှင်ကျမကိစ္စနောက်ဆိုဝင်ပါမနေပါနဲ့ မိန်းမ ဟဲ့ခင်ဖုံးပြရှန် အော်ထထဦးဝေ ဟဲ့မတွေ့အောင်ကြားပြီနော် ဟုတ်ပါဟဲ့မတွေ့ရကြပြီ ဒါနဲ့နင်းနဲ့ကိုဆိုင်နေရောယူပြည့်ရလား ဟဲ့ယူဖြစ်တာပေါ့နင်းယောက်ျားနဲ့ငါယောက်ျားနဲ့လုပ်ငန်းတူပဲလေနင်မသိဘူးလား အော်အေး तू ပြောဘူးတယ်ဒါပေမဲ့ငါယောက်ျားမလဲဟဲ့အဲ့လိုလုပ်ငန်းရှင်မိတ်ဆွေကများတော့လေတိတ်အရင်ပါတယ်သူစငါတိတ်မမှတ်မိရ sorry ရပါတယ်ဟဲ့ ဒါနဲ့နင်အိမ်တော်ကြီးကိုအဆင်ပြေရလားပိန်ဝါလို့ပဲနော်မျက်နှာကလည်းနွမ်းနွမ်းဖက်ဖက်နဲ့ဟာလေကိုဆိုင်ကနှုတ်အနိုင်ကျင့်လို့လား ဟဲ့ငါယောက်ျားကလေငါ့ကိုချစ်တာမှတုံးနေတာပဲသိလား အော် မနှက်စာဆိုလဲလေငါ့ကိုစင်သစ်လုပ်ပေးထားတာပြီးရင်လေငါ့ကိုလေအဝတ်တွေဆိုလဲလျှော်ပေးနေလို့ငါမလျှော်ပါနဲ့လို့အောင်တားနေရတဲ့တငယ်ချင်းရဲ့ ဟဲ့အဲ့ဆိုနင်အိမ်မှာခိုင်းမင်းသူမရှိဘူးလားကိုရိုင်းနေဝင်လုံနေရလား ဟဲ့ခိုင်းမဲ့သူတော့ရှိရပါဘောငါ့ကိုရမ်းချစ်လို့ငါ့ကိုကိုယ်တိုင်လုပ်ပေးတာလေ तू က အော်သိပါပဲအိမ်မှာခိုင်းမဲ့သူမရှိလို့ကိုရိုင်းနေဝင်လုံနေရတဲ့ငါယောက်ျားကတော့ဟဲ့ငါအိမ်မှာချိတာမှာတုံးနေရပဲနဲ့မိုးလင်းတာနဲ့လေမလီတော့လိုက်စီဆိုရင်ခါထည့်ထားပြီးသားအပြီးရင်လေနင်တော့ဘာလို့ကိုင်းဘေးနားမှာစောင့်နေတာဒါတော့အစားတော့ကိုဝါကျွေးမယ်လုံနေတာကြောက်မလဲတားထားရတယ် အော်ကောင်းတာပေါ့တငယ်ချင်းရဲ့အချစ်ခံရတာတော့ကောင်းပါရဲ့ဒါပေမဲ့မကွဲဖို့ပဲလိုတယ်နော် ဟဲ့ကွဲစရာလားဟဲ့ကျောင်းမှာငါတို့တွေ့လောက်လောက်ဖြစ်နေတဲ့ဟာရေတို့တွေ့ထထောင်ပိုတော့ချစ်သေးတယ် သိပါတယ်သိပါတယ် ဟဲ့ဒါနဲ့နင်းလောက်ကတီးကနည်းနည်းသေးရနော် GIA ရောဟုတ်ရဲ့လားငါတော့ဟဲ့ GIA ပဲအကုန်လုံးဝတ်တယ်ဟဲ့ဒါနဲ့နင်းလောက်ကဟဲ့ငါရဲ့လက်စွပ်စာလောက်ပဲရှိရနော်ငါတော့ဟဲ့ GIA နဲ့ပဲအဲ့လိုမျိုးသိရမလားနင်းအိမ်မှာရောအဲ့လိုနည်းနည်းကြီးရလေးမရှိဘူးလား ဟဲ့ငါ့အိမ်မှာလေရှိတယ်ကြီးတာရောသေးတာရောရှိတယ်ငါကလေဘိုးဆန္ဒကြိုက်လို့အခုလိုတိတိလေးပဲဝတ်တာ အော်ဟဲ့ငါတို့အသက်ရွယ်နေကြတော့လေနေရာဒီလိုကြီးရနေမှာထဲရလေဟဲ့တိတိလေးကြတော့လေတချို့ကြီးကြတော့ဟိုမရှိလို့အဲ့လိုမျိုးထင်နေမှာ အော်လူတွေကကိုယ်ကြိုက်နဲ့ကိုပေါ်တငယ်ချင်းရဲ့မဟုတ်ဘူးလားကဲကဲငါချိန်ထားရှိလို့သွားလိုက်အောင်မယ်နော် အေးတတ မိန်းမဘာတွေဖြစ်လာလဲ ဘာဖြစ်ရမှာလဲဟိုကိုခန့်မိန်းမလေးထက်ထက်ဝင်နေတွေ့လာခဲ့တယ်ကျမတို့လေကြွားလိုက်တာမှအဆုံပဲရှင်လက်သူ့ယောက်ျားထက်တောင်းလို့ကြားလား ကိုနဲ့ဘာဆိုင်လို့လဲကွာဘာလို့တောင်းလို့အောင်ပါလဲ
သူလည်းသူတို့လိုသူတို့လုံတာလေကိုလည်းကိုလို့ကိုလုံနေရပဲ ဆိုင်ဆိုင်မဆိုင်ဆိုင်ရှင့်ကိုတောင်းလို့ဆိုတောင်းလို့လေကျမအဲ့ကောင်မထက်တာနေမအောင်ဖြစ်မှာပြီးတော့လေကျမပြောဦးမယ်ကျမဒီလောကကိုဝယ်တော့ကလေရှင့်ကိုကြီးရလေးဝယ်မယ်လို့ပြောရလေရှင့်ကျမဒါလေးကိုဘိုးဆန်နဲ့လှရဆိုဝယ်ခိုင်းတယ်ကျမလေအဲ့ကောင်မနှိပ်လိုက်တယ်သိလားကျမလုံးဝမဟုတ်ဘူးဒါကိုကျမလုံးဝမဝက်ဘူးဟမ်ရအမရရှိယူ ဟိုမိမရဲ့အဲ့လောက်လည်းစိတ်လိုက်မှန်မှမလုပ်ပါနဲ့မင်းမလည်းဒီချက်ကြီးတဲ့လောကတွေအများကြီးရှိနေရပဲဟုတ် သိတယ်ဒီထက်ကြီးရရှိရသိတယ်ဒါပေမဲ့အဲ့ကောင်မနဲ့တွေ့ရနေကြမှာပဲဒါကြီးကိုဝတ်သွားတယ်လို့ဟမ်အဲ့ဝဲနေရလေရှင်ကဒါလေးကိုဘိုးဆန်နဲ့သိရပြောလို့ကျမဝယ်လဲမရလေအဲ့တော့ကျမစိတ်တူတာသိလား အဲ့လေလိုက်တယ်လေမင်းနဲ့